19.5 to 5, 25.5 to 5. ဆရာကြီးဟင်းနေဆိုရတဲ့ပြည့်ဖြစ်တဲ့ဆရာမတော်စင်တရာဆွေပဲဖြစ်ပါတယ်ရှင်ဒီတစ်ပတ်မှာတော့တင်းကိုနေသားသမီးများရဲ့တပတ်တာကန်စင်မှာတဲတော်နမိတ်ကတ်များဖြင့်ဟောကြားပေးသွားမှာဖြစ်ပါတယ်။ online ကနေလည်းဗီဒီယိုမေးမြန်းလို့ရပါတယ်နော်။ဒီတစ်ပတ်မှာတော့တင်းကိုနေသားသမီးများရဲ့ကြာရောက်လာတဲ့တဲတော်နမိတ်ကတ်ကလေးကတော့စစ်ရထားဆိုတဲ့ကတ်ကလေးပဲဖြစ်ပါတယ်နော်။အတိုက်ခံများခြင်းဆိုတဲ့နမိတ်ကလေးတော့ဖြစ်ပါတယ်။လက်ရှိလောက်ကင်နေတဲ့အလုပ်မှာပြိုင်ဘက်တွေပေါ်လာတတ်ပါတယ်နော်စက်တူလုပ်ငန်းတစ်ခုလုပ်ရတတ်ပါတယ်မိမိထက်အသက်အားဖြင့်ကြီးတဲ့သူဂုံအားဖြင့်ကြီးတဲ့သူတူကကုညီမှုတွေရရှိတတ်ပါတယ်ခြေတစ်ဖက်နာတတ်ပါတယ်စိတ်ချမ်းသာစရာများစက်တိုက်တွေ့ကြုံရမယ့်အချိန်ကာလကိုရောက်မှာဖြစ်ပါတယ်လက်လာပါလဲရှင်လန်းနေပါလိမ့်မယ်သူတစ်ပါးသက်သက်တော့လိုက်ရတတ်ပါတယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့ညှင်းခုန်ရတတ်ပါတယ်နာမည်ကြီးထမင်းငတ်ဆိုတာမျိုးတွေတဲ့ဖြစ်ရမယ့်အချိန်ဖြစ်ပါတယ်။အိုးဒီအိမ်တွေရတတ်ပါတယ်။မိမဧည့်သည်တွေအိမ်တို့ရောက်လာရင်ကောင်းပါတယ်နော်။အချင်းအိမ်တော်နဲ့ပတ်သက်ရင်ဒီကြက်ကြက်နဲ့ရန်ဖြစ်ရတတ်တဲ့အချိန်ကာလဖြစ်ပါတယ်။ဆွေမျိုးတူရဲ့ကျမ်းမာရေးညံ့တဲ့သတင်းကိုကြားရတတ်ပါတယ်။တင်ကိုယ်တိုင်လည်းကျမ်းမာရေးညံ့နေတတ်ပါတယ်။သူတစ်ပါးကိုထောက်ပံ့ရတဲ့အတွက်ကြောင့်ငွေတွေထွက်နေတတ်ပါတယ်။အောက်လက်ငယ်သားတွေရဲ့မင်္ဂလာပြုလုပ်ရတဲ့ပွဲတွေကိုကိုယ်ကစီစဉ်ပေးရတတ်ပါတယ်။ပြုလုပ်ပေးရတတ်ပါတယ်။ခန္ဓာကိုယ်တစ်ချက်အောင့်တယ်လို့မျိုးဖြစ်နေတတ်ပါတယ်စိုးရင်စရာမရှိပါဘူးအလိုလိုပြောက်ကင်းသွားမှာဖြစ်ပါတယ်နော်အထူးသဖြင့်ရင်ရထားကိုအကြောင်းပြုပြီးတော့ထိမိခိုက်မိတဲ့ရတဲ့အတွက်ဂရုစိုက်ဖို့လိုပါတယ်နောက်3လကြာရင်စီးပွားရေးဒီတဲ့ပုံတိုးတက်လာမှာဖြစ်ပါတယ်ဒီကာလမှာရဲရင်ဖို့တတိရှိဖို့လိုပါတယ်မိမိရဲ့စိတ်နေစိတ်ထားအရေးကြီးပါတယ်နော်တည်တည်ငြိမ်ငြိမ်နဲ့ဆုံးဖြတ်ပြီးလောက်ကင်ဖို့အတွက်ပဲလိုပါတယ်လက်တလုံးမှာမေးမြန်းစရာကိစ္စတွေရှိခဲ့ရင်တော့မအောင်မြင်နိုင်သေးပါဘူးเนาะလက်လျှော့လိုက်တာအကောင်းဆုံးဖြစ်မှာဖြစ်ပါတယ်ညီညိုရောင်အနက်ရောင်အယောင်ဆက်တဲ့အယောင်တွေကတို့တွေသားသမီးတွေဒီတစ်ပတ်မှာအကျိုးပေးမဲ့အယောင်များဖြစ်ပါတယ်အကျိုးပေးမဲ့နံပါတ်က9ကဏ္ဍဖြစ်ပါတယ်2အစ9ဆုံး9အစ2ဆုံးဆိုတဲ့ကဏ္ဍတွေလည်းအကျိုးပေးနိုင်ပါတယ်တကယ်ယုံဖျားကိုထညက်ကဲစက်တကဲစက်ကက်လှူဒန်းပြီးတော့လူရဆွတောင်းမယ်ဆိုရင်တို့တွေသားသမီးများကြားရောက်မဲ့အခက်အခဲများအားလုံးပြပြောက်သွားမှာဖြစ်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ယခုလိုပဲခုနှစ်သားသမီးများဟောစာတန်းကိုနောက်ပတ်များမှာလည်းဆက်လက်ပြီးတင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်ကျမချစ်မိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်ကျေးဇူးတင်ပါတယ်